တေချာအောင်ပေါ့နော်သူ့ရဲ့အညစ်အကြေးတွေသဲတွေပါတာတွေတေချာအောင်လို့တောက်လိုက်တယ်လေးနဲ့တိုက်ပြီးစီးပါတယ်ဒါတော့စီးပြီးတဲ့အခြေအနေလေးပါကိုကိုကိုင်းကြီးစားကိုကိုကိုင်းကြီးစားဟယ်လိုတငယ်ချင်းတို့ရေဒီမူမြင်ဘူးကြလားနော်ဒီမူကလေရင်းရမ်းမူလို့လည်းပြောတယ်တောင်ပေါ်မှာပြောရရင်တော့ဒီဘက်ရောဒေသရဲ့ဒီဘက်ချင်းတောင်နှမ်းပေါ်မှာပေါ့နော်ပေါက်တာရင်းရမ်းမူတဲ့တခါမှလည်းမစားဘူးမြင်တော့မြင်ဘူးတယ်စားလည်းမစားရဒါပေမဲ့ကောင်းတယ်လို့ပြောကြလို့ခုစားကြည့်မလို့တေချာအောင်ပေါ့နော်သူ့ရဲ့အညစ်အကြေးတွေသဲတွေပါတာတွေတေချာအောင်လို့တောက်လိုက်တယ်လေးနဲ့တိုက်ပြီးစီးပါတယ်ဒါတော့စီးပြီးတဲ့အခြေအနေလေးပါပြီးရင်အယိုးကတက်တက်အပွားတက်တက်ကလေးကိုလှီးပါမယ်အစီတစ်ထက်အသားတစ်ထက်လို့ပဲနှစ်ထပ်သူ့မှာအပေါ်အားဟာနဲ့ဆိုရင်တော့3ထက်ကောင်းကောင်းကတာလေးလည်းကြည့်လိုက်ကြပါအောင်နော်အားပေးလိုက်ကြပါအောင်ကောင်းကောင်းကတာလေးလည်းကဲလှီးပြီးဆိုတော့ကြော်ဖို့အတွက်ပြင်ဆင်တော့တာပေါ့နော်ကျက်သွန်နီခန်းချင်သည်စီထဲတယ်ပြီးရင်ငပိထဲတယ်ပြီးရင်စနုံးမုံထဲတယ်ပြီးရင်ဟင်းချုံမုံထဲမယ်ပြီးရင်စားထဲမယ်အားလေးတမအောင်အရင်ကြောပါမယ်ကြောပြီးတာနဲ့ငွေပြီးစိမ်းထောင်းထားရဲကျက်သွန်ဖြူထောင်းထားရဲတော့ထပ်ပြီးတော့ထပ်ကြောပါတယ်ပြီးရင်တော့မှုထဲတယ်ပေါ့နော်ကဲအားလေးဒီချာလုံးပြီးတော့ချက်ပါတယ်ချက်ပြီးတော့နောက်ဆုံးမှာကစုံရခရီးအုပ်မှာပေါ့နော်ပြီးပါပြီ